ဒီဗီဒီယိုတွေ့မကြော်သွားပါနဲ့အရေးကြီးလို့ပါအထူးသဖြင့်ကလေးရှိတဲ့မိဘတွေတေချာလေးနားထောင်ပေးပါနော်အသက်မပြည့်သေးတဲ့ကလေးတွေနဲ့လူငယ်တွေကိုပြစ်မှတ်ထားပြီးတော့လောင်းကစားကြော်ညာနေတဲ့ game streamer တွေအကြောင်းကျွန်တော်တေချာလေးရှင်းပြခြင်းလို့ဗျဒီရက်ထဲမှာအစိုးရရက်တရားစီမံချက်ရှိတာကြားကြမယ်လို့ထင်တယ်အဲ့ရက်တရားစီမံချက်ထဲမှာ online လောင်းကစားကိစ္စကိုလည်းထည့်သွင်းပြီးတော့အရေးကြီးလို့ဖို့ကျွန်တော်တောင်းဆိုရမယ်ဗျအဲ့လိုလုပ်ဖို့လေကျွန်တော်မှာပလန်ချထားတာတွေရှိတယ်ဗျကန်ဆိုးကျွန်တော်ရဲ့ follower 8000ကျော်ရှိတဲ့အကောင့်ကြီးကပြတ်သွားတယ်ဗျအဲ့မတိုင်ကလည်း streamer တွေကိုတရားမဆွဲဘဲနဲ့ဥပဒေအရဖမ်းဆီးနိုင်ဖို့ကျွန်တော်ကူညီနေတဲ့လူတယောက်ကအချိန်နဲ့ဆွဲပြီးတော့ဗျဒီဥပဒေအပြင်ပါ streamer တွေနဲ့ပေါင်းပြီးကျွန်တော်တစ္ဆာဖောက်သွားတယ်အဲ့အကြောင်းလည်းအချိန်တွေအများကြီးကုန်ခဲ့ပြီးသွားတယ်အခုအချိန်ကထပ်ဆွဲလို့မရတော့ဘူးဗျဒီရက်တရားစီမံချက်တွေမှာဒီကောင်တွေကိစ္စကိုတေချာလေးလုံးဝရတော့မယ်ကျွန်တော်ခုပြောချင်တာဒီလူငယ်တွေပဲကြည့်နေတဲ့ live stream မှာလောင်းကစားတွေကိုကြော်ညာပြနေတာရဲ့နောက်ဆက်တွဲဆိုးကျိုးကဒီတိုင်းပြည်ရဲ့အနာဂတ်နဲ့လူငယ်တွေရဲ့စိတ်ကိုဘယ်လိုမျိုးပြောင်းလဲစေနိုင်လဲဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးမယ်လောင်းကစားနဲ့ဆလော့ရဲ့ဆိုးကျိုးတော့ကျွန်တော်မပြောပြတော့ဘူးဗျဘာကြောင့်လဲဆိုတော့ကိုယ်တိုင်မပါဝင်ဘူးဆိုတော့ပတ်ဝန်းကျင်မှာဒါမျိုးတွေမြင်ဘူးကြားဘူးနေကြမှာအားလုံးကသိပြီးသားပဲအခု social media ခေတ်ကဗျလူငယ်တွေရဲ့ခေတ်ဖြစ်သွားပြီအရင်ကလိုမျိုး internet တစ်ခါသုံးရဖို့ site တွေကိုသွားပြီးတော့သုံးနေစရာမလိုတော့ဘူးဗျအရင်ကဆိုဗျ10နှစ်ပတ်ချာတဲ့ကလေးတွေ internet သုံးရဖို့ဆိုတာမလွယ်ဘူးဗျသုံးတဲ့လူကလည်း percentage တအားနည်းတယ်အခုခေတ်ကဖုန်းရှိရုံနဲ့ internet ကိုအလွယ်တကူသုံးလို့ရနေပြီဗျပို့ဆိုတာအရင်ခေတ်ကလိုမျိုး internet ဆိုင်မှာသွားပြီးလူကြားထဲမှာသုံးရတာမဟုတ်တဲ့အတွက်ဗျသူတို့ဘာလုပ်နေတယ်ဘာတွေသုံးနေတယ်ဆိုတာဘယ်သူမှမသိရဘူးအဲ့တော့လူငယ်တွေက online မှာမြင်သမျှကိုအတုမြင်အတက်တင်ပြီးတော့ license လုပ်ကြတယ်အသက်ပြည့်မှသုံးရမယ့်အရာတွေကိုလည်းအသက်လိမ်ပြီးတော့အလွယ်တကူသုံးလာကြတယ်ဗျနိုင်ငံခြားမှာဆိုအဲ့လိုလုပ်လို့မရဘူးဗျမိဘတွေကလည်းလုံးဝခွင့်မပြုသလိုဥပဒေကလည်းတားမြစ်ထားတယ်အဲ့လိုလုပ်ရတာအကြောင်းရှိတယ်ဗျအခုလိုမျိုးဒီ game streamer တွေကလူငယ်တွေကိုပြစ်မှတ်ထားပြီးလောင်းကစားကြော်ညာနေတဲ့ကိစ္စတွေမဖြစ်အောင်လို့တားမြစ်ထားတာပြီးတော့အခုလိုမျိုးလူငယ်တွေကိုဘာကြောင့်ပြစ်မှတ်ထားနေရလဲဆိုကျွန်တော်တို့လိုလူလက်ပိုင်းတွေကိုပြစ်မှတ်ထားဖို့ကြောင့်တော့ခက်ခဲတယ်ဗျအားလုံးကကိုယ်လုံးနဲ့ကိုယ်တော့မအားဘူးဗျဒီလိုအရာတွေထက်ပိုပြီးစိတ်ဝင်စားရမယ့်အရာတွေကျွန်တော်တို့စီမှာရှိကြတယ်ဥပမာမျိုးဒီမိသားစုကိစ္စတွေစီးပွားရေးကိစ္စတွေအခြေရေးကိစ္စတွေဒါတွေအားလုံးနဲ့ကျွန်တော်တို့ပြည်နေတာဗျအချိန်မပေးနိုင်ဘူးကျန်တဲ့ကိစ္စတွေကိုအဲ့တော့လောင်းကစားတိုင်းကဘလူးတွေကို target ပြောင်းသွားလဲဆိုတော့ဒီအလုံးမရှိကံမရှိကြောင်းထွက်ပြီးတော့အချိန်ပိုနေတဲ့လူငယ်တွေကိုပြစ်မှတ်ထားလာကြတယ်တခါလေရတော့လေစဉ်းစားမိတယ်ဗျဒီကိစ္စရဟိုကြောင်းထွက်ဖို့တိုက်တွန်းခဲ့တဲ့လူတွေနဲ့များပတ်သက်နေမလားလို့လေဘာလို့လဲဆိုခင်ဗျားတို့သတိထားမိကြလားမသိအဲ့လူတွေလေဒီကိစ္စကိုမသိကြအောင်ဆောင်ပြီးလုံးဝကိုပါဇက်ကနေမဟကြတာနော်အဲ့ကနေအလူငွေတွေရနေလို့ပါဇက်ပိတ်ပြီးနေရလားတော့ကျွန်တော်လည်းမသိဘူးဗျကျွန်တော်ပြောချင်တာကလေးတွေရဲ့စိတ်ဆိုတာတင်းသွင်းဖို့လွယ်ကူတယ်ဗျအရာရောက်စူးစမ်းခြင်းတွေရဲ့အရွယ်လေးတွေခတ်တာမွေးစေဝါရဲ့လောင်းကစားရဲ့ဆိုတာမျိုးစမ်းကြည့်လို့ကောင်းတဲ့ထဲမှာမပါဘူးဗျအစရှိသွားပြီးဆိုဆက်လုံးမိဖို့က95ခိုင်နှုန်းလောက်တေးကြတယ်ကျွန်တော်လာပြောထားတဲ့လူတွေလာတိုင်ထားတဲ့လူတွေအများကြီးပဲကျွန်တော်တငယ်ချင်းကဒီလိုမျိုးမိဘတွေစီကပတ်စံနေခိုးပြီးစော့နေတာကျွန်တော်တို့လည်းပြောလို့မရဘူးအဲ့လိုမျိုးလာပြောထားတဲ့လူတွေအများကြီးရှိတယ်အခုချိန်မှာကိုသားသမီးကဒါတွေကိုမလုပ်တတ်သေးဘူးဆိုတော့မြန်မာများပြီးတော့လုပ်တတ်လာလိမ့်မယ်အချိန်ကထိုင်းရနေပြီးနှလုံးသုံးလုံးတွေကိုမြန်မာနိုင်ငံကိုမိတ်ဆက်ပေးခဲ့သလိုပေါ့အားလုံးကစနစ်တကျနဲ့ပလန်ချပြီးလုပ်ခဲ့တာတချို့ရတော့ပြောမှာပေါ့ငါတို့မိသားစုတွေကလောင်းကစားကင်းနဲ့ဒါမျိုးတွေလုံးဝမပတ်သက်ဘူးဘာညာပေါ့ကျွန်တော်ပြောချင်တာခင်ဗျားတို့ butterfly effect ဆိုတာကြားဘူးလားမသိဘူးထုံထီးလက်ကောင်းမဲ့ကိုပတ်ဝန်းကျင်ကိုတိုင်းပြည်ထဲမှာဒါမျိုးတွေလုပ်နေတာကို့ဘာလာပြီးထိခိုက်တယ်ဥပမာဆလော်ရှုံးပြီးတော့လူတာတွေခိုးတာတွေလုပ်တဲ့ခါကျတော့ဘလူတွေခံရတာတယ်ကျွန်တော်တို့ဒီလောင်းကစားမျိုးတဲ့လူကောင်းတွေပဲခံရတာလေအဲ့တော့ဒီကိစ္စနိုင်ငံတော်အဆင့်ကင်တွယ်သိနေလို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ရှေ့လျှောက်ဘလို့လုပ်နေဆိုတဲ့အကြောင်းနောက်ဗီဒီယိုမှာကျွန်တော်အသေးစိတ်တေချာလေးရှင်းပြပေးမယ်နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တာမေးချင်တာရှိရင်ကျွန်တော်မန်ထဲမှာရေးခဲ့ပေးပါနော်ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တေချာလေးဖြေပေးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်